ဒီလေးလပိုင်းအချိန်ကတော့လေးလပိုင်းအစပေါ့နော်လေးလပိုင်းအစက3လပိုင်းကုန်4လပိုင်းအစမှာဆိုရင်ဒီဂျပန်နိုင်ငံရဲ့အလှဆုံးအချိန်ဖြစ်တယ်ပေါ့နော်။ဘာလို့ဆိုတော့ရှိသမျှအပင်တွေအကုန်လုံးကပွင့်နေရဆိုဒီဘက်မှာဆိုရင်လေအဖြူလေးတွေပန်းရင်လေးတွေပန်းပျော်လေးတွေပွင့်နေဟိုဘက်မှာဆိုရင်လေတပြေးတွေဆိုရင်လေအစိမ်းကနေပြီးတော့ဟိုအနီးပြောင်းအရွက်ကိုအနီးပြောင်းသွားပြီးတော့သူကအပွင့်လေးတွေပါပွင့်လာတယ်ပေါ့နော်တပြေးလေးဆိုရင်လေပွင့်နေအကုန်လုံးပဲပေါ့နော်ဒီနိုင်ငံမှာဂျပန်နိုင်ငံမှာရှိရပင်ကုန်မှာပွင့်နေရဒီအဓိကအရွက်စိမ်းတွေဒီပင်ဆိုရင်လေအဲ့လိုမျိုးပေါ့နော်အဖူးလေးတွေနဲ့ပွင့်နေရဒီဘက်မှာတွေဆိုလဲအစုံပဲအကုန်လုံးအပင်တိုင်းကပွင့်နေတဲ့အချိန်ပေါ့နော်ဒီရာသီကာလပေါ့3လပိုင်းကုန်4လပိုင်းနဲ့ဝင်တော့မယ့်အချိန်ကအပင်ကုန်လုံးပွင့်ပြီးတော့စိမ့်ဆူပြီးတော့လှရဲ့အချိန်ဖြစ်ပါတယ်ဘယ်သွားမလို့ဘယ်သွားမလဲဆိုလမ်းလျှောက်ဘီလေးကိုလမ်းလျှောက်ဖိုက်ထရဘေဘီကဘယ်လိုလမ်းလျှောက်လဲဖိုက်ထရဘေဘီကမေလမ်းလျှောက်ရင်သူလည်းလမ်းလျှောက်တာပဲပေါ့ဖိုက်ထရဘေဘီကသူကလေကောင်းလေတိုင်းလည်းရှူခြင်းနဲ့ပြီးတော့လမ်းနဲ့လျှောက်ပါတဲ့အမြင်လေးကိုဇာထဲထဲမှာညောင်းလို့တဲ့ကြောင်တော့လမ်းလျှောက်ကဒီလိုမှလေးမရှိတော့တာမသိဘူးချစ်ကလေးရဲ့ဒီကဘာမှာကိုရိုလောင်ကြီးကတာဘာတခုမှမရှိတော့တာမသိဘူးရဲ့
ပါမျိုးတဲ့ကိုရှောက်လဲတာပါဘေဘီလေးကပြင်းနေရတယ်ဘေဘီလေးကိုဒီလေးချီပါမျိုးတဲ့ကိုရှောက်ပူပါပေါ့နော်ရထားစီးပြီးတော့ပူပါဖြစ်ပါတယ်ဒါကတော့ချီပါမျိုးလေကောင်ရဲ့ station ဖြစ်ပါတယ်ချီပါ station ဖြစ်ပါတယ်ဒီမှာ shopping mall တွေလည်းအများကြီးရှိပါတယ်ဒီမှာလည်းကားဆောင်နေတဲ့လူလည်းအများကြီးပါတန်းစီပြီးတော့စောင့်နေကြပါတယ်ကောင်းလူများရဲ့အလေမှာတယောက်တည်းကိုသင်ဟာလေးအားငယ်နေပလားဒီခီမှာဖော်မွန်ရတယောက်လောက်တော့ဒီအချိန်မှမင်းလုံကျင်နေပလားလွတ်နေတဲ့မောလေးကိုကြောက်ပြီးစိုးနေတဲ့ချွေးလေးကိုတော့ပြီးလုံအိမ်မှုများပြီးဝါစီမှာအားကိုလိုက်စမ်းတော့ပြီဘယ်မကြည့်လို့မသိတာပါအချစ်ကမင်းအနာမှာပါစိတ်မရှိလို့မရိပ်မိတာပါအချစ်ကမင်းအနာမှာပါဘယ်မဆွဲလို့မတွဲမိတာပါအချစ်ကမင်းအနာမှာပါမကြောက်နဲ့ဟုတ်ပြီလားရင်ကြည်တဲ့ဆိုတဲ့တိုင်းဝိုင်းရာကျင်နာလို့ရိုင်းဖြစ်သေးပလားလက်ညိုတွေညိုငါလေးကဲရဲတာကိုယ်ကိုလိုပဲထင်ရောက်နေပလားထောက်စင်သားရဲ့ကလေးလိုကပါရင်ဆိုင်ခွန်အားဖြည့်မဲ့ယူထားပူရန်ကိုတီးမိုးမဲ့လားအားကိုလိုက်စမ်းတော့ပြီမင်းကြည့်လို့မသိတာပါချစ်ကမင်းအနာမှာပါစိတ်မရှိလို့မရိပ်မိတာပါချစ်ကမင်းအနာမှာပါမင်းမဆွဲလို့မတွဲမိတာပါချစ်ကမင်းအနာမှာပါကြောက်နေဟုတ်မောင်လုံးနဲ့ကံကြမ္မာလမ်းလျှောက်ချင်ရင်ခွင်ရဲ့တီးလိုက်ပါတော့ရှောင်းလုံးနဲ့ကံကြမ္မာရဲ့နေလွန်ချင်နောက်ဆုံးကိုတစ်ထစ်ကြမ်းမှပြန်တင်ရေလေမမင်းမြုပ်စီနဲ့မင်းလူလေမရှဲမကွဲစီနဲ့မင်းရာဇဝင်မမရှုံးနေစီနဲ့မင်းရှင်လေတော့မင်းမကြည့်လို့မသိတာပါအချစ်ကမင်းအနာမှာပါစိတ်မရှိလို့မရိပ်မိတာပါအချစ်ကမင်းအနာမှာပါမင်းမဆွဲလို့မတွဲမိတာပါအချစ်ကမင်းအနာမှာပါကြောက်နေဟုတ်